မေတို့အားလုံးမင်္ဂလာပါနော်အပတ်စဉ်တနင်္လာနေ့တိုင်းရဲ့အစီအစဉ်ဖြစ်တဲ့ဆရာဝန်ကဏ္ဍနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာလည်းမမေတို့ရဲ့မိကွန်းလေးတွေကိုပြန်လည်ဖြေကြားပြီးတော့ဆွေးနွေးသွားမှာတော့ခလေးဆရာဝန်ဒေါက်တာဆိုင်းမြတ်သူပဲဖြစ်ပါတယ်ရှင်ဆရာမင်္ဂလာပါမင်္ဂလာပါဟုတ်ဆရာကိုဒီဘက်မှာလည်းမိကွန်းလေးတစ်ခုလောက်မေးချင်လို့ပါဟုတ်ညီမကလေးကဝမ်းပြက်ဝမ်းလျှောခဏခဏဖြစ်တတ်ပါတယ်တဲ့အဲ့ဒါကြောင့်ဘာတွေဆောင်ပြီးတော့ဘာတွေချောင်းရမလဲစေရတဲ့ဟုတ်ဆိုတော့ဒါဆရာတို့ဝမ်းပြက်ဝမ်းလျှောဖြစ်ရတဲ့အကြောင်းအရင်းလေးကနေစပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ခဏခဏဖြစ်တတ်တယ်ဆိုတော့ဆရာတို့ကနောက်ရှောင်ရံလေးတွေပါထည့်ပြောပေးဖို့လိုတာ哦နော်ဆိုတော့အဲ့တော့ဆရာတို့ဝမ်းပြက်ဝမ်းလျှောဖြစ်ခြင်းရဲ့နော်80%ရာခိုင်နှုန်းဒီသူက rotavirus ဆိုတဲ့ virus ပိုးတစ်မျိုးကြောင့်မလို့ဖြစ်တယ်နော်ဆိုတော့ဒါဒီ virus ပိုးလေးကခန္ဓာကိုယ်ထဲကိုသူကအစားအသောက်ကနေပြီးတော့တဆင့်ဝင်တယ်ဆိုတော့ပြောရရင်တော့ဆရာတို့အစားအသောက်မတတ်တာလေးစားမိတာကနေပြီးဖြစ်တတ်တာများတာပေါ့နော်ဟိုကိုယ့်အကိုအိမ်မှာလုပ်ကျွေးတယ်ဆိုရင်တော့ဒါကအမေဖေကတော့တန်တန်ရှင်းရှင်းလုပ်ကျွေးတာများတယ်ဒါပေမဲ့အသက်ကြီးလာတဲ့အခါကလေးကအပြင်စားတွေစားမယ်နော်အတုပ်တွေစားမယ်ဒုတ်ထိုးတွေစားမယ်ဒီကနေပြီးတော့ဆရာတို့လုပ်တဲ့လူမတတ်တဲ့အခါမှာနော်ဒါမှမဟုတ်လို့ရှိရင်ဆရာတို့ဒီပကံတွေပေါ့နော်ဟိုအပြင်မှာကျတော့တို့ဟိုတချို့တွေကတေချာမဆေးဘူးပေါ့နော်ဟိုလာပြီးတော့ဝယ်စားတဲ့လူတွေများတော့ဒီတိုင်းရေးလေးဆေးပြီးတော့ပြန်သုံးလိုက်တဲ့အခါမျိုးတွေမှာပါဝါတတ်တာလေးရှိတာပေါ့နော်ဆိုတော့အဲ့တော့ဒီ rotavirus ကခန္ဓာကိုယ်ထဲကိုဝင်ရင်ဆရာတို့ဝမ်းပြက်ဝမ်းလျှောဖြစ်ပါတယ်အဲ့ဆိုတော့ဆရာတို့ဝမ်းပြက်ဝမ်းလျှောဆိုတဲ့နေရာမှာအဓိကကဆရာတို့ဒီဝမ်းအကျိန်အများကြီးသွားခြင်းမသွားခြင်းထက်ဝမ်းရဲ့ consistency ပေါ့နော်ဟိုဝမ်းအရည်တွေသွားတာလားအမာပဲလားပေါ့နော်ဒါကိုဆရာတို့ကပို့ပြီးတော့ဂရုစိုက်ပါတယ်เนาะအဓိကဒါဝန်းအရည်တွေ၃ချိန်နဲ့အထက်သွားပြီဆိုလို့ရှိရင်တော့ဒါဆရာတို့ဝန်းပြက်ဝန်းလျှောသတ်မှတ်တယ်ပေါ့เนาะဆိုတော့ဟုတ်ပြီအဲ့တော့ဆရာတို့ဝန်းပြက်ဝန်းလျှောဖြစ်ပြီဆိုလို့ရှိရင်ဒါအောက်ကနေပြီးတော့ဝန်းကြီးလျှောတယ်အကယ်၍အာနာပါတွဲလာရင်ဒါဆိုရင်ဆရာတို့ကအထက်လာအောင်လျှောလို့ခေါ်တာပေါ့เนาะဆိုတော့ဟုတ်ပြီအဲ့တော့ကလေးကဒါဝန်းပြက်ဝန်းလျှောခဏခဏမဖြစ်အောင်ကတော့ဒါဆရာတို့အစားအသောက်ကလေးကိုဂရုစိုက်ပြီးဖို့လိုအပ်တယ်အကယ်၍ဖြစ်လာခဲ့ပြီပေါ့เนาะဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ကလေးကိုဒါသူမအံဘူးဆိုလို့ရှိရင်ဆရာတို့ဟိုကျွေးနေကြအစားအသောက်လေးပေါ့เนาะအချင်းအဆက်တွေအရွက်တွေတိတ်မပါဘဲနဲ့ပုံမှန်ထမင်းဟင်းလေးကိုကျွေးချင်တယ်ဆိုကျွေးလို့ရတယ်ဒါပေမဲ့နည်းနဲ့ခဏခဏလေးကျွေးပေးပေါ့เนาะတခါတည်းနဲ့အများကြီးကျွေးလိုက်သူဟိုလက်မခံနိုင်မှာစိုးတယ်ပြန်အံမှာလဲစိုးတာเนาะဆိုတော့အဲ့လိုလေးပြန်ကျွေးပေးဖို့လိုအပ်တယ်ဝန်းသွားတဲ့အခါမှာအရည်တွေသွားတာဖြစ်တဲ့အတွက်ကလေးရဲ့ရေဓာတ်ဆုံးရှုံးတတ်တယ်เนาะအဲ့တော့ရေဓာတ်ဆုံးရှုံးတဲ့အခါမှာကလေးဒီမြတ်တွင်းတွေခြိုင်လာတတ်တယ်တစ်နှစ်ခွဲရောက်ကလေးတွေဆိုငယ်တိတ်ကလေးကမပိတ်သေးဘူးเนาะမပိတ်သေးတဲ့အခါကျတော့ဒါငယ်တိတ်ကလေးတွေခြိုင်မယ်နောက်ကလေးကကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါမြတ်တွင်းတွေရောနောက်ခန္ဓာကိုယ်ကလည်းခြောင်ပြီးတော့အသားအရည်အစား6ကက်ကလေးဖြစ်နေတတ်တယ်skin darker ပေါ့နော်ဆရာတို့အသားအရည်လေးကိုဆရာတို့ကလေးတွေမှာဆိုဘိုက်မှာဆိုရင်ဆန်းရတာလွယ်တယ်ဘိုက်ကဒါအရည်ပြားလေးဆွဲကြည့်လိုက်လို့ရှိရင်ပုံမှန်အသားကိုဆွဲကြည့်လိုက်လို့ရှိရင်သူကသူပြန်ပြီးတင်းတင်းရင်းလေးဆွဲပြီးလွတ်လိုက်တာနဲ့ပြန်ဖြစ်သွားတယ်ရေဓာတ်ခန်းချောက်နေကြတော့ဒါအသားကဒီကိုဆွဲလိုက်တယ်လို့အခောက်ကလေးအတိုင်းပဲကြံပြီးတော့เนาะသူတို့ဟိုပြောရရင်တော့ချက်ချင်းပြန်ပြီးတော့ဟိုမယုံမှုပေါ့เนาะဆိုတော့ရေဓာတ်နဲ့ဒါမျိုးလေးတွေတွေးရတတ်တယ်ဒီထက်ပိုဆိုးလာရင်တော့ကလေးကရေတအားငတ်လွန်းမကငတ်လာမယ်နောက်ဆုံးရေပါသူဟိုတောင်းမတောင်းနိုင်တော့ထမတောင်းနိုင်တော့တဲ့အဆင့်တွေနွမ်းတာမျိုးလေးတွေဖြစ်တတ်တာပေါ့เนาะဒီလိုတွေဖြစ်လာတယ်ဆိုရင်တော့ဒါဆရာတို့ကစေုံစေကံကိုအမြန်သွားဖို့လိုအပ်တာပေါ့เนาะဟုတ်ပြီအဲ့တော့ကလေးတရားဝမ်းပြက်ဝမ်းလျှောဖြစ်ပြီဆိုလို့ရှိရင်ဆရာတို့ကပြန်ပြီးတော့ဒီအစားအသောက်အပြင်ပေါ့နော်အဓိကကသူ့ကိုပြန်ပြီးတော့ရေနဲ့တူတူစားတွေပါကုန်သွားတဲ့အတွက်ဓာတ်စားပြန်ဖြည့်ပေးရတယ်နော်ဓာတ်စားတိုက်ပေးဖို့လိုအပ်တယ်အကယ်၍ပေါ့နော်ကိုယ်အိမ်မှာဓာတ်စားအစင်သင့်မရှိဘူးတော့အများကြီးမိုးချုပ်ဖြစ်နေတယ်မိုးတွေလေးတွေတလက်ချမ်းတိုက်နေတဲ့အချိန်ကိုထွက်မဝင်နိုင်ဘူးဆိုလို့ရှိရင်ဓာတ်စားမတိုက်နိုင်လို့မရှိလို့ဆိုလို့ရှိရင်အိမ်မှာကိုချက်ဆွပြုတ်တို့ငါးဆန်ပြုတ်တို့ရှိရင်တိုက်လို့ရတယ်တချို့ဆိုအုံးစိမ်းရေလွယ်အုံးစိမ်းရေတိုက်လို့ရတယ်ဘာမှမရှိဘူးဆိုတော့ရေပြန်တိုက်ပါအဓိကဆရာတို့ရေဓာတ်ခန်းချောက်တာကိုလည်းပြန်ဖြည့်ဖို့လိုတော့ဒါအနည်းဆုံးပေါ့နော်ရေဓာတ်ဝင်အောင်ရေများများပြန်ပြီးတော့တိုက်ပေးဖို့လည်းလိုအပ်တယ်နော်ဆိုတော့ဒါကတော့ဆရာတို့ကလေးအတွက်ပြန်ပြီးတော့ဖြည့်ပေးရမယ့်အချက်ကလေးတွေပေါ့နော်ဆိုတော့ဒီလိုနဲ့ပဲကိုကလှုပ်ပေးနေပဲကလေးကဓာတော်မှပဲမရဘူးကလေးကဟိုပူဆိုးလာတယ်ဆိုရင်အရေးကြီးတဲ့အချိန်လေးတွေပေါ့နော်ဒါဆေးရုံဆေးကမဖြစ်မနေသွားမယ့်အချက်ကလေးတွေလည်းရှိတယ်အဲ့ဒါကဘာတွေလဲဆိုတော့ကလေးဒီဝန်းလျှောတာတွေမကပဲအန်တယ်တောက်လျှောက်အန်တယ်ဘာကျွေးကျွေးလက်မခံနိုင်အောင်အန်တယ်ဆိုရင်ဒါဆရာတို့ဟိုရေဓာတ်ခန်းချောက်ဖို့ကတော်တော်များကျင်းနေပြီเนาะအောက်ကလည်းထွက်တယ်အပေါ်ကလည်းမဝင်ဘူးဆိုရင်ဒါဆိုရင်စေုံစေကအမြန်သွားတဲ့နဲ့ဒီထက်ပိုဆိုးပြီးကလေးကအဖျားတအားကြီးတာတွေပေါ့เนาะတခြားယောဂလက္ခဏာပြင်းပြင်းထန်ထန်နေနဲ့တွဲနေတယ်ဆိုရင်စေုံစေကအမြန်သွားတဲ့နဲ့ကလေးကရေငတ်လွန်းမကငတ်ပြီးတော့လှုပ်တောင်မလှုပ်နိုင်ဘူးเนาะရေတောင်မှတောင်းမတောင်းနိုင်တော့ဘူးအရန်ကိုမလှုပ်မရှားနိုင်ဖြစ်ပြီးတော့နွမ်းသွားတဲ့အခြေအနေထိဖြစ်သွားတယ်ဆိုရင်သွားတဲ့နဲ့ဝ
ဝန်းထဲမှာဒါရိုးရိုးဝန်းမဟုတ်ဘဲနဲ့သွေးစားတွေချွဲစားတွေပါတယ်ဆိုရင်ဒါရိုးရိုးဝန်းမဟုတ်ဘဲနဲ့ဝန်းကြိုက်တဲ့အဆင့်ရောက်ပြီးဒါမျိုးဆိုလို့ရှိရင်လည်းဒါဆရာတို့စေယုံစည်းကံကိုအမြန်သွားတဲ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်ဆရာဟိုဓာတ်စားတိုက်ရင်ရောဘယ်လိုဓာတ်စားမျိုးတိုက်လဲဟိုဘယ်လိုဓာတ်စားတိုက်ရလားပေါ့နော်ဒါမှမဟုတ်ရင်ဒီဝမ်းပြတ်ဝမ်းလျှော့ရတဲ့ပတ်သက်ပြီးတော့မတိုက်တဲ့ဓာတ်စားမျိုးရှိလားဆရာဟုတ်ပြီဆိုတော့ဒီမေးခွန်းကကောင်းတယ်နော်ဆိုတော့ဆရာဒါလေးကပြောပြဖို့လိုအပ်တယ်ဆိုတော့ဓာတ်စားဆိုတဲ့နေရာမှာဆရာတို့ကဝမ်းပြတ်ဝမ်းလျှော့တဲ့အခါမှာတိုက်တဲ့ဓာတ်စားလူတွေကတော့ဒါ BBI ဓာတ်စားကတော့ဒါတိုက်နေကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဓာတ်စားအငံတုပ်ကိုတိုက်ဖို့လိုအပ်ပါတယ်တချို့ဓာတ်စားတွေပဲဝမ်းပြတ်ဝမ်းလျှော့အတွက်ထုတ်ထားတာပဲဒါပေမဲ့အရသာလေးနည်းနည်းဆွတ်ပြီးတော့အဝင်ကောင်းအောင်တို့เนาะလိမ္မော်အရသာလေးတို့တာမယာအရသာလေးတို့ဆွတ်ထားတဲ့ဓာတ်စားလေးတွေရှိပါတယ်เนาะဒါဝန်းပြက်ဝန်းလျှော့အတွက်တိုက်တဲ့ဓာတ်စားဆိုပြီးတော့ဓာတ်စားအငံတုပ်ကိုပဲเนาะဒါလေးလာတာရှိတယ်အဲ့ဒါလေးတွေလည်းတိုက်လို့ရတယ်ဒါဒီဓာတ်စားတွေကဆရာတို့ရေသန့်1လီတာဘူးနဲ့ဖြော်ရတယ်လေဒီ1လီတာနဲ့ဖြော်ပြီးတိုက်တဲ့ဓာတ်စားလေးတွေရှိတယ်ကလေးတွေအတွက်ဆိုပြီးတော့အထုပ်သေးသေးနဲ့ပေါ့ဖန်ကွက်နဲ့ဖြော်တဲ့ဓာတ်စားတွေလည်းရှိတယ်ဝန်းပြက်ဝန်းလျှော့အတွက်ထုတ်ထားတာပဲเนาะဒီလိုဓာတ်စားလေးတွေလည်းရှိတယ်ဒါတွေအကုန်လုံးတိုက်လို့ရတယ်အဲ့တော့မတိုက်တဲ့ဓာတ်စားကတော့ဒါဆရာတို့အားကစားသမားတွေချွေးအရန်ထွက်တဲ့အခါမှာဒီချွေးထွက်ပြီးတဲ့ဒီရေဓာတ်ကောစားဓာတ်ကောကုံဆုံးသွားလို့ပြန်ဖြည့်တဲ့ဒါအားဖြည့်ဓာတ်စားပေါ့နော်ဆိုတော့သူတို့အားကစားသမားအားဖြည့်ဓာတ်စားတွေတော့မတိုက်သင့်ဘူးသူတို့အထဲမှာဆိုဆရာတို့အချိုအရသာအချိုတွေတကြားဓာတ်တွေလည်းပါတာတွေရှိတယ်နောက်ပြီးတော့အချိုမပါတဲ့တချို့ဓာတ်စားတွေရှိတယ်ဒါအားကစားသမားတောက်တဲ့ဟာတွေ electrolyte တွေရှိတယ်အချိုမပါဘူးဒါပေမဲ့သူတို့ရဲ့အထဲမှာပါတဲ့ဓာတ်စား proportion တွေချွေးထွက်တာအတက်ထုတ်ထားတာဖြစ်တယ်ဝန်းလျှော့တာအတွက်မဟုတ်ဘူးအဲ့တော့မသိတော့ဘူးเนาะဆိုတော့ဒါမျိုးလေးတွေကိုမတိုင်းမိဖို့လိုအပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဆရာတို့တော်တော်များများမှားကြတာ probiotic အထုပ်ကလေးတွေနော်ဒီအထုပ်ကလေးတွေကိုဆရာတို့ဓာတ်စားနဲ့မှားတတ်ကြတယ်လက်ညှိုးလောက်အထုပ်ကလေးတွေနော်ဒါလေးတွေအထဲမှာဟို no အရသာ no အနံ့ပါတယ် probiotic အထုပ်ကလေးတွေအဲ့ဒါတွေကိုတော်တော်များများဒါကိုဓာတ်စားပဲထင်ကြတာထင်ပြီးတော့အဲ့ဒီအထုပ်ကလေးတွေကသူကရေနည်းနည်းလေးနဲ့ဖြော်တိုက်တောင်ရတယ်အဲ့ဒါကိုရေ1လီတာကြီးနဲ့ဖြော်ပြီးတော့ကလေးကိုနည်းနည်းစီတိုက်တော့ဟိုတခါတထုပ်တိုက်ရမယ်ဟာအကြာကြီးနေတော့မှဒီ1လီတာကြီးကုန်မှသူကတထုပ်အာနိသင်ရတာမျိုးတွေဖြစ်တော့ဓာတ်စားလည်းအာနိသင်မရှိဓာတ်စားလို့လည်းမဟုတ်သူတကယ်တမ်းရရမယ်အာနိသင်ကလည်းချက်ချင်းမရเนาะကလေးတော့မကောင်းတာဖြစ်တတ်တယ်အဲ့တော့ဆရာတို့အရေးကြီးတာဒီ probiotic prebiotic အထုပ်ကလေးတွေเนาะဒီအမှုန့်ထုပ်ကလေးတွေကိုဓာတ်စားနဲ့မမှားပါနဲ့เนาะဒီအထုပ်လေးတွေကချက်ချင်းတထုပ်ဆိုတထုပ်တိုက်ရတာဖြစ်ပါတယ်အဲ့ဒါကိုဓာတ်စားလို့သွားတိုက်ရင်တကယ်တမ်းလည်းဓာတ်စားမရတယ်လို့ကလေးတို့လည်းအာနိသင်မရှိဘူးပေါ့เนาะဆိုတော့ဟိုမကောင်းတာဟိုမကောင်းကျိုးတွေပဲဖြစ်ဖို့ရှိတယ်เนาะဒါလေးကိုမမှားဖို့လိုအပ်တယ်အဲ့တော့ probiotic တိုက်ချင်လားတိုက်ပါရတယ်ဒါပေမဲ့ဓာတ်စားကတော့ပါအောင်တိုက်ပါဒါအရေးကြီးတယ်เนาะဟုတ်အခုလိုမျိုးဝမ်းပြတ်ဝမ်းလျှော့ရတဲ့ပတ်သက်ပြီးတော့ဆရာအသေးစိတ်လေးရှင်းပြပေးသွားတဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်เนาะဆရာလည်းဒါညီမလေးတို့ချစ်မေမေ application ကိုကောမိကုန်းလေးတွေမေးပေးတဲ့မေမေတွေအားလုံးကိုကောကျေးဇူးအများကြီးတင်ပါတယ်နော်ဒါဆိုမိခင်နဲ့ကလေးကျမ်းမာရေးနဲ့ပတ်သက်တဲ့မေကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေကြားပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမေကွန်းမင်းမြည်ဆိုတဲ့နေရာလေးမှာမေကွန်းလေးတွေပို့ထားလို့ရပြီနော်